ကျွန်တော်ဒီကနေ့တခုအားလုံးကိုတိုက်ရိုက်ခံချင်ပါတယ်မမားတဲ့ရှေ့နေတယ်မသေးတဲ့စေးသမားဆိုတာမရှိပါဘူးတဲ့စကားပုံလေးတခုကျွန်တော်ကြားဖို့ပါတယ်ဒီကနေ့အစီအစဉ်အစအလယ်အဆုံးထိထိုင်အောင်အမှားရွေးလေးရှိခဲ့လို့ရှိရင်ယေရှုနာမ၌ခွင့်လွှတ်ပေးဖို့ဒီနေ့နဲ့လူငင်တောင်းပန်ချင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ ZCF လူငယ်များရဲ့ဒီဒီယိုပေါ်စီစဉ်ဖြစ်ပါတယ်အားလုံးရှုစားပေးကြပါခင်ဗျာ
ရတယ်ဘာမှချက်ရှင်းကြနေစမ်းလို့ပါကျွန်တော်ဘာလဲတစ်ခါတည်းအဲ့ဒီအဖြစ်ပြက်လို့မျိုးပဲဖြစ်တတ်ပါတယ်ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်တို့ဘွားရဲ့ခိုးလုံးရကဲတင်ရှင်ရသခင်ယေရှုပဲဖြစ်ပါတယ်